ပြည်နယ်မှာအခုနှစ်ဒီဇင်ဘာလအတွင်းကျင်းပမဲ့ရုပ်ောက်ပွဲအတွက်လိုအပ်တဲ့ပြင်ဆင်ဆောင်ရွက်မှုတွေကိုစစ်ကောင်စီဌာနဆိုင်ရာဖွဲ့တွေကမြေပြင်မှာစတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေထံကသိရပါတယ်။လက်ရှိမှာရွှေပြောင်းလို့သမားများအပါအဝင်အသက်25နှစ်ပြည့်သူတိုင်းမှောက်မတင်မဖြစ်မနေပြောက်လို့ဖို့စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဖွဲ့တွေကညွှန်ကြားထားပြီးမြို့နယ်အလိုက်သက်ဆက်နှစ်ပြည့်ပြီးတဲ့လူဦးရေစည်းရင်းတွေကိုကောက်ယူနေကြောင်းလဲအောက်ချုပ်ရေးဖွဲ့နဲ့နှိစက်သူတွေထံကသိရပါတယ်။စစ်ကောင်စီဌာနဆိုင်ရာတွေကရေကောက်ပွဲအတွက်လိုအပ်တဲ့ပြင်ဆင်ဆောင်ရွက်မှုတွေကိုအော်တိုဘာလအတွင်းအပိတပြက်လောက်သွားမှာဖြစ်ကြောင်းနဲ့လက်ရှိမှာ electronic မဲပေးဆက်နဲ့မဲပေးနိုင်ရေးအတွက်မဲရောင်တာဝန်ရှိသူပညာရေးဝန်ထမ်းတွေကိုမော်လမြိုင်မြို့မှာတင်တန်းပို့ချဖို့ရှိတယ်လို့လည်းရေးမြို့နယ်မှာရက်ကျေးခွဲနဲ့နှိစက်သူတို့ကဆိုပါတယ်။ဒါပြင်ကျေးရွာစိတ်တွေမှာလည်းရေကောက်ပွဲကျင်းပမဲ့ရွာနဲ့လက်လွတ်မဲ့ရွာတွေကိုလည်းအပိတမှတ်ထားပြီးဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲရောင်လုံခြုံရေးကိုစစ်တပ်နဲ့ရေးတပ်ဖွဲ့တွေအပြင်တမျိုးနယ်ကိုပြည်သူ့လုံခြုံရေးနဲ့ကျန်းဖက်နိုင်နေရေးဖွဲ့တရားနီးပါးခန့်အပ်ဖို့ရှိကြောင်းလည်းသိရပါတယ်။လက်တလုံးမှာ USC ကချမှတ်ထားတဲ့ပါတီလုပ်ငန်းစဉ်တွေကိုနိုင်ငံရေးပါတီတွေဆောင်ရွက်နေပြီးဖြစ်တဲ့အပြင်ပါတီစုဖွဲ့ချင်းကြားဆွေးနွေးတွေ့ဆုံမှုတွေလှုပ်ဆောင်လာနေကြောင်းပြည်တောင်စုစစ်ရေကောက်ပွဲဝင်ရောက်ရှင်ပြမဲ့ပြည်သူ့ပါတီ PP ကမွန်ပြည်နယ်တာဝန်ခံဦးကပြောပါတယ်။ပြည်သူ့ပါတီ PP အနေနဲ့မွန်ပြည်နယ်အတွင်းတမှုစီယမုံတုံနဲ့ကြက်မြော်မြို့နယ်တွေမှာပါတီရုံးခန်းဖွင့်လှစ်ထားပြီးဖြစ်တဲ့အပြင်မော်လမြိုင်နဲ့ချောင်းစုံတွေမှာလည်းပါတီရုံးခန်းဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။စစ်ရေးနိုင်ငံရေးအခြေအနေတွေရမွန်ပြည်နယ်ရှိစိန်မြို့နယ်နဲ့တမှုစီယမုံတုံမော်လမြိုင်ချောင်းဆောင်ပေါင်ကြက်မြော်မြို့နယ်နေရာချို့နဲ့ရေးမြို့ပေါ်ရက်ကွက်ကျောင်းရွာချို့တွေမှာရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့နိုင်ငံရေးပါတီတွေကတောင်းတထားပါတယ်။ရွေးကောက်ပွဲကိုလာမဲ့ဒီဇင်ဘာလအတွင်းကျင်းပဖို့စစ်ကောင်စီကကြေညာထားပြီးရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမထုတ်ပြန်နိုင်သေးတဲ့အပြင်နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးကာလကိုလည်းတတ်မှတ်ထားခြင်းမရှိသေးပါဘူးခင်ဗျာ။